မင်္ဂလာပါကျွန်တော်လှဖို့ပါကျွန်တော်ဒီနေ့ဒီ AR တိုင်းဟင်္ဒရာဈေးမျက်နှာနော်ဟိုရေဘေးတင်အိမ်အောင်စုတွေအတွက်ကျွန်တော်တို့မနေ့ကသွားပြီးတော့သွားထားတဲ့နေရာတွေမှာလိုအပ်ချက်လေးတွေမေးလာပါတယ်ခင်ဗျာအဲ့ဒီကနေကျွန်တော်ခုလိုအပ်တာလေးတွေကိုကျွန်တော်တို့ဝယ်ပြီးတော့ဒီတစ်ခေါက်သွားရောက်လှူဒန်းမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့လှူတဲ့အလှူဒန်းကတော့ဒါကျွန်တော်တို့ Sky Plastic နဲ့နော်ရန်ကုန်က Sky Plastic နဲ့ပူးပေါင်းပြီးတော့ဒါလှုပ်ဆောင်လှူဒန်းတာဖြစ်ပါတယ်ခင်ဗျာ Sky Plastic မိသားစုနဲ့နော်ကျွန်တော်တို့လူရှင်ဒီနေ့ပေါင်းစုပြီးတော့လှူဒန်းတာမျိုးဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီကျွန်တော်ဒီနေ့သွားမယ့်ပစ္စည်းလေးအနည်းငယ်မိတ်ဆက်ပေးပါမယ်အခုကျွန်တော်သွားတဲ့ခါမှာညဘက်မီးပြတ်တယ်ဗျအဲ့လိုခါကျတော့မီးထွန်းဖို့အခက်အခဲရှိတယ်အဲကြောင့်မလို့ကျွန်တော်ဒါဆိုလာမီးလုံးလေးပါနော်ဒီလိုဆိုလာမီးလုံးလေးတွေယူရတယ်ပြီးရင်ဒီကကျတော့ power station မှာ power station အသေးစားပေါ့ဗျာဟိုဆိုလာမီးလုံးနဲ့နော်မီးထွန်းလို့ရမယ်ဖုံးမသွင်းလို့ရမယ်ဒါမျိုး station ရဲ့ပြီးရင်ဒီဘက်မှာဒီလိုဆိုလာချက်ဒါ90ခွက်ပါဒီ90ခွက်နဲ့ကျွန်တော်တို့ဒါမျိုးတွဲပြီးတော့အိမ်တော်ကိုလှူပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒီဟာတွေကကျတော့ကျွန်တော်တို့စီပါခင်ဗျာစီ90သားဘူးတွေပါဒါစီ90သားဘူးပြီးကျွန်တော်ဒီမှာအရေးကြီးတဲ့ဟာလေးဝယ်ထားတာလေးရှိသေးတယ်ဗျဒီမှာကျွန်တော်တို့အရေးကြီးတယ်เนาะအခုလက်ရှိမှာဖုံးအားကလည်းတွင်းလို့เนาะအဆင်မပြေဘူးအဲကြောင့်မို့ကျွန်တော်မှာ power bank နေ power bank 1000အားတွေပါ power bank 1000အားတွေဒါတွေလည်းအိမ်နိုင်ရောက်သွားလှူပေးမှာဖြစ်ပါတယ်ခင်ဗျာဒီတော်တော်လေးကြာပါပြီမှတ်မိပါတယ်မဒီနေ့ဟိုကဒါတင်းတဲတစ်ခုကိုနေဖြစ်တာလေးလာပေးတာနော်စီဘူးလေးရယ်မုတ်ကလေးရယ်မကော်ဖီမေးကလေးရယ်အမေကြီးကဘယ်လိုနေလဲအမေလားအမေလည်းကောင်းပါတယ်အဲ့ဒါကယောက်ျားကိုကောင်းတာကိုမကောင်းဒီမှာဒါဟိုကမီးလုံးလေးနော်ညာဘက်ညာမှုညတာထုံးလို့ရတယ်မီးလေးဒီကောင်ကဟိုကအားကုန်ဝိုင်းဒီနေပူတဲလေးမှာလေနည်းနည်းပြထားလိုက်ရင်ကဆိုလာပြန်အားဝင်တယ်နော်ဟိုကဓာတ်ရွှေ့တိုင်းပတ်ဓာတ်မရှိလို့လေရပါဘူးဟုတ်ကလည်းပါဝါမရှိတော့ဟုတ်ကဲ့မရှိတော့ဖုန်းရတယ်ဘာပါလဲဖုန်းကဒီနားမှာဘယ်ရင်အားသွင်းလို့ရတယ်ဟောလောင်းလို့ရတယ်ဟိုဟောဒါရိုးတယ်ရတယ်ဟိုပဲတခါမှအားမသွင်းရသေးဘူးပေါ့ဒီကြားထဲမှာဟောလည်းမရှိတော့ဘယ်ရတော့လဲပြဟိုလိုနင်းဖြစ်ပေးမယ်ကျွန်တော်ဒီကတော့လမ်းညုပ်ရှင်ထည့်ပေးလိုက်ပေါ့ဒီကောင်တစ်ခါအားသွင်းထားရင်မိဖုံးဆို2ခါ3ခါလောက်အားသွင်းလို့ရတယ်နော်ပါပါဟုတ်ကဲ့ကျိုးလည်းပါပြီဒါပဲကျိုးလည်းပါပြီလားကျေးဇူးတင်ပါတယ်နော်ဥစားမရဘူးသူကခါတာစီးရတာဟုတ်ပြီနော်မေတော့ဒါပါပါဟိုကမီလုံးဟုတ်ပြီနော်မေကဲကျွန်တော်ခွင့်ပြုအောင်နော်ဟုတ်ပါပါအကိုကြီးကိုလိုက်ရှာနေကျွန်တော်လိုက်ရှာဩမှတ်မိလားမှတ်မိတယ်ဘာပြောလိုက်တာလဲဘာလိုက်တာပြောတယ်ဟုတ်ပါဆိုလာမီးဟုတ်တယ်နော်ဟုတ်နော်အချက်တော့အကြီးတော့မရဘူးဗျာဒီမှာဆိုလာရေတော့ဆိုရဘာမှမဖြစ်ပါဘူးနော်ဆိုလာဖြစ်ပါဘူးနော်ဆိုလာခုနလေးဟိုပေါ့90ခါလေးပေါ့နော်ကြိုက်ရလေးပေါ့ကောင်းတယ်ကိုဒါဘယ်မှာရေးဆိုအဲ့မှာကျိုးတွေပါတခါရဲပါသေးလားတခါရဲဆင်ခိုင်းတာနော်ပြီးရင်ဒီမှာဒါ power station ဟုတ်ကဲ့ဒီကောင်ဟိုဒီမှာအနီနဲ့ဓာတ်ရိုက်ပုံပြီးတော့အားသွင်းလို့ရတယ်ပြီးရင်ဒီမှာဖုံးလေးလုံးအားပြန်သွင်းလို့ရတယ်ဟုတ်ကဲ့နော်ပြီးရင်ဟိုမှာဒီဟာနဲ့ထုံးဖို့ကိုကြီးကမီးလုံးဆိုတာနော်ဒီမှာမီးလုံးဟုတ်ကဲ့အခုဒါဆိုလာကုန်ပြီဆိုလာကုန်ပြီလေဒီကောင်ကဒီဆက်ကဓာတ်နဲ့ပဲရတယ်ဟုတ်ကဲ့အဲ့ဒီလောက်ပဲလက်ခံတယ်ကွာ90ဟာပဲလက်ခံလို့နော်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်တယ်ဟုတ်ပြီနော်ဒါအကိုကြီးတို့ကျေးဇူးအများကြီးတင်တယ်ဟုတ်ပြီဒါမှကလှူတိုင်းပါသေးငါ့ကိုဟုတ်ပြီအဲ့နေ့ကလေအကိုကြီးကျွန်တော်ပြီးနောက်မှာအသားပြူနဲ့လေ तू ဘာလို့လဲဆိုပါဝါမဲလူတယ်ဆိုတာလေအဲ့မှမှတ်မိလားပါဝါကမဟုတ်ပါဘူးဆိုလာမီးလေးလိုတယ်အကိုကြီးကဆိုလာမီးလိုတယ်ပြောတာအကိုတောင်းတာဟိုအရှိအမတ်တော့ तू ပါဝါမဲလူတယ်တဲ့ဆိုရင်သူ့ကိုကျွန်တော်လူမမှတ်မိဘူးဖြစ်နေတာဟောဒီမှာဟိုဒါဟိုကဒီကနတ်ရောတခါလေးခေါင်းလေးကဒီထိုးရမှာဟုတ်တယ်ဒီဟာကဟိုဟာဘယ်ဘယ်ထိုးရလဲကျွန်တော်ပြပခဲ့ပါဦးဒီအင်းတဲ့ဒီမှာဒီလိုအင်းအောက်ထိုးရမှာအဲ့လိုထိုးရမှာဒီထိုးရမှာဟုတ်တယ်ဖုံးကကြိုးတွေကဒီမှာထိုးရတာဟုတ်ကဲ့အမလေးကျေးဇူးအများကြီးတင်တယ်အကွယ်ခင်မီစန်းတဲ့ထုတ်ကုန်တဲ့ Sky Blasted